ကျွန်တော်ကစကားစားကိုတနက်ပြောင်းတဲ့ချိန်ပြီးတိုက်နေတာအေးဒီအချိန်မှာနော်ကျွန်တော်တို့ချင်းအစင်မပြေဘူးလို့ထင်ပြီးတော့အဲ့ဒီစစ်ကောင်စီဘက်ကလူတွေနော်တက်ထောက်ခံတဲ့လူတွေဝိလေကြောင်ဘက်လာမလုံးနဲ့ကျွန်တော်ပြောသလိုကျွန်တော်ပြည်သူလက်ထဲကိုလွတ်လပ်ငြိမ်းချမ်းမှုမရတဲ့၍ကျွန်တော်တို့တိုင်းသားပြည်သူတွေလက်ထဲကိုဖက်ဒရယ်ဒီမိုကရေစီမရတဲ့၍ကျွန်တော်ဘယ်သူနေတိုက်မှာဒီနေ့ညနေ4 နာရီမိနစ်50ခန့်မှာလဲ BNI အမည်ခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါနဲ့၎င်းတို့ရဲ့မိသားစုဝင်များဟာလက်နက်မျိုးစုံ6လက်နဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူစကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်တွင်နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးတပ်စခန်းတစ်ခုထံကိုလာရောက်ဆက်သွယ်သတင်းပို့၍ဥရိပေါင်းတွင်ကိုဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်အဓိကတရားခံလက်ရှိနော်စစ်ဗိုလ်ချုပ်တွေနဲ့သူတို့စစ်အုပ်စုကျွန်တော်ကိုသွေးခွဲဖို့မကြိုးစားနဲ့စီးယုံဖို့မကြိုးစားနဲ့အချက်ကင်ဖို့မကြိုးစားနဲ့ကျွန်တော်ပြောထားပြီးသားကျွန်တော်မိသားစုတွေဆွေမျိုးတွေအကုန်လုံးကိုဖမ်းထိန်ပြီးတော့ကျွန်တော်ရှေ့မှာလဲမျိုးညှစ်ပြီးဓာတ်နဲ့မှွန့်ပြနေတော့မှကျွန်တော်ကြွယ်ရသွားပြီးမျက်ရည်ကျလိုက်နော်ကျွန်တော်လုံးစရာရှိတာဆက်လုံးမှာကျွန်တော်ကိုမချောင်းနဲ့မချော့နဲ့မဝယ်နဲ့မရဘူးဘယ်ဆိုရကမှဝယ်လို့မရဘူးဘယ်အာဂတိမကင်းတဲ့သူကမှဝယ်လို့မရဘူးအဲ့ဒါတဲ့ပြောမယ်စစ်ကောင်စီအတွက်ပြောပေးနေတာလည်းမဟုတ်ဘူးPDF ပါဝင်အခြားသောအကြမ်းဖက်ဖွဲ့များဟာနိုင်ငံတော်အစိုးရနှင့်တပ်မတော်အားစန့်ကျင်တိုက်ခိုက်ခြင်းနေပြည်တော်ပြည်သူလူထုများအားလက်နက်အားကိုဖြင့်အနိုင်ကျင့်ခြင်းများလှုံ့ဆော်လျက်ရှိတဲ့အပြင်အချိန်ကြာမြင့်လာသည့်နှင့်အမျှကိုကျိုးစည်းဝါးကိုအခြေခံ၍နေမြေလူချင်းဝေစုမတည့်ခြင်းအချင်းချင်းဗိုလ်ချနှိပ်စက်တပ်ဖြတ်ခြင်းစသည်တို့ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BNI အမည်ခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါအနေဖြင့်အကြမ်းဖက်လုပ်ရများအားလှုပ်ဆောင်နေမှုများအားမနှိမ့်မြို့တော်ခြင်းနိုင်ငံတော်နှင့်တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံလာခြင်းတို့ကြောင့်ယခုကဲ့သို့ဥပဒေပေါင်းတွင်ကိုဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဆိုပါဥပဒေပေါင်းတွင်ကိုဝင်ရောက်လာတဲ့ BNI အမည်ခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါနှင့်၎င်းရဲ့မိသားစုဝင်များအားနယ်မြေကန်လုံခြုံရေးတပ်ဌာနချုပ်မှတာဝန်ရှိသူများကနှွေးထွေးစွာကြိုးစုခဲ့ကြပြီးလိုအပ်တဲ့ကုညီထောက်ပံ့မှုများစေဝါအကူအညီများနဲ့အုပ်ချုပ်မှုကိစ္စရပ်များအားအစဉ်ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနဲ့လိုအပ်တဲ့စစ်စစ်မှုများကိုလှုပ်ထုံးလုပ်နည်းများနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်